哪里？看呀的月妹，哎，在哪里啊？啊，来，你睇我。哟，对，有宝，哎，你在哪里？哎，哎，唔好曝光，嚟哪有တိုင်းဒီစီကကြောက်ဆုံးခဲ့တဲ့အာသာမီရဲဘော်တွေတရားလို့ပါပေါ့မိုးလေးကလည်းပြီးနေတယ်ဆိုလေဟိုပြောတာကဟိုကျောင်းဆန်းတို့အာသာနီကိုပြောရတယ်အေးဟုတ်တယ်ကွာကြီးကဟိုကျောင်းဆန်းနဲ့အာသာနီကိုကျွန်တော်ကဟိုကျောင်းဆန်းတို့လိုဒီလိုင်လာမှာနှစ်ပွဲဖြစ်တဲ့တယ်အများကြီးရှိတယ်အဲ့ဒါဆိုကျွန်တော်အေးတောင်းလေးပြန်ရှင်းပေးပါဦးအေးအဲ့ဒါဆိုလည်းနည်းနည်းပါးတော့ဒီလောက်ပြောကြတာပေါ့ကွာအာသာနီဒီတောင်းဆိုကျွန်တော်ရှင်းဝင်လာအေးပြောရမယ်ဆိုရင်တော့ပေါ့1962ခုနှစ်ကနေဝင်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဒီတောင်းသားတွေစိတ်ဝင်ကြည်လာရင်ဆိုရင်စနာပြန်အဲ့မှာနေဝင်တက်လိုက်တာတော့တရားကြောင်းဖြစ်တယ်နားလည်းနားပြီးတဲ့နောက်ပိုင်းမှာဒီတော့တဲ့ဒီကြောင်းဆန်းလို့အာသာနီကိုဒီကြောင်းဆန်းလို့အာသာနီကိုဘလုံဦးစိုးရဲ့စပန်းစီရနေတယ်အဲ့ဒီဘုကြောင့်ဆန်းလို့တောင်းသွားတော့ဒီမှာကိုသိသိပြောတာသူကတို့2020မြောက်လိုက်အာနာသိပြီးတဲ့နောက်ပိုင်း2020ဒီလိုက်လာ23ရက်နေ့ဒီချာဒီဒီဒီရတယ်ဘုလားမျိုးအောင်လို့ဘာလို့လဲဘုရားအသိကောင်မှာကိုယ်စနေသူသိပြီးတော့ဒီစက်တာနောက်တစ်ခုကတော့အဲ့ဒီလေတောင်းပါဒါလေးဆောင်းနေရဆောင်းနေရပြည်ရဲ့ဒီပတ်တော့ပါလေဒီအောင်မဖြစ်ဘူးဒီအောင်လည်းအပေါင်းပါသူ့ရဲ့အဲ့ဒီကြောင့်ဒီတွေးမှာဒီနာကြပေါ့ချက်ကိုပြောရလူတွေသိတာဒီဥစ္စာကဒီရဲ့ပြန်လို့ပဲညာလုံးလေးယူပြီးမှလာသိကြရတယ်ပေါ့ဟုတ်တယ်နော်အေးဟုတ်တယ်ဒီကအဲ့တော့လေနောက်ထပ်ဒီလိုဇူလိုင်ရက်တွေဖြစ်စီနေတော့အခုကိုတို့ဒီဖြစ်တဲ့တွေချက်မယ်ဆိုစစ်အာဏာရှင်အာဏာသိမ်းရလို့အာဏာရှင်ကြောင့်ဖြစ်ပေါ်လာတယ်အခုဘုကြောင့်ဆန်းလို့ကတော့လက်ချက်အင်္ဂလိပ်တွေကအာဏာသိမ်းရလို့အဲ့ဒါကြောင့်မို့လဲနောက်ထပ်အာဏာသိမ်းမှုတွေဆက်မပြအောင်ဒီမှာလည်းအာဏာမသိမ်းရအောင်အဲ့ဒီလိုကိုပေါ်လာနေဆုံးကြဒါပေါ့ခဏနေရကိုပြောတဲ့ကိုပြောအောင်ဆန်းလို့ဒီလိုပြောတာရှင်းတယ်အားရပြောတာပဲဒီပါပြောပြမှာအခုဒါကြောင့်မို့ဘူကြောင့်ဆန်းလို့အကြောင်းကိုတောင်းပါသေးစိတ်ပြောပြမယ်ဆိုပြီးခြံထားခဲ့ရတယ်ဆိုအခုကိုတော့လက်ရှိမြင်းကလိုင်းကြီးကာလာနဲ့ချိန်ထိုးပြီးတော့ပြည့်နေတဲ့ပြည့်တဲ့ချိန်ဆိုတော့ကြတယ်ကြာရောဒီလိုကအညာဘူကြောင့်ဆန်းလို့အာသာလီပူးပါဘလို့ဗမာနိုင်ငံပေါ်အာဏာသိမ်းပြီးတော့သုံးမအုပ်ချုပ်ခဲ့အင်္ဂလိပ်တွေဒီတိချက်တွေပေါ့ကွာခုဆိုရင်တော့အင်္ဂလိပ်တွေပေါ့သူတို့တော်လန်နေတဲ့ကာလအဲ့ဒီချိန်မှာဟိုကျောင်းဆန်းတို့အာသာနီကိုကိုလွတ်ကြံတဲ့ဘလုံးဥစောရတယ်လွတ်ကြံခံခဲ့ရအောင်ကံကောင်းတယ်ပြောရမလားကံဆိုးတယ်ပြောရမလားပဲပေါ့ဘလုံးဥစောရဲ့သားပြင်ပေါ်မှာဒီရှက်ရလေး
တက်မတည်ဘူးသူ့ကိုလှုပ်ကြံတဲ့လူတွေကတော့တက်နဲ့ကင်လူတစုလူပဲတီးရတယ်ဒီတော့နောက်တစ်ခုကဘယ်သူတွေလှုပ်ကြံနေဆိုတာကိုတော့ခုထိမသိရဘူးအဲ့ဒါကိုဘလုံးဦးစောကဘိုးကျောင်းဆန်းကလှုပ်ကြံနေလို့ရှင်းမှာတော့ပေါ့ကွာအဲ့ဒါတွေကိုသူကအညူတွေထားခဲ့အဲ့ဒီအညူတွေးထားခဲ့တာကြောင့်မို့နားကိုပြောတဲ့ကံကောင်းတယ်ပြောရမလားကံဆိုးတယ်ပြောရမလားအဲ့လိုလှုပ်ကြံမှုတွေရဲ့နောက်ဆက်တွဲအနေနဲ့စူးကျူးတွေခံခဲ့ရတာအခုချိန်ထိပါဘလုံးဦးစောကပြန်လက်စားချီတဲ့အနေနဲ့ဘိုးကျောင်းဆန်းပါဝင်အာဇာနည်ကူလှုပ်ကြံတက်ဖြတ်ခံခဲ့ရတယ်အခုဇူလိုင်မှာပေါ့ကွာအဲ့ဒီလှုပ်ကြံမှုကြောင့်လည်းအခုချိန်ထိစူးကျူးတွေခံစားနေရတာဘိုးကျောင်းဆန်းလို့ခေါင်းဆောင်ကောင်းမရှိတော့လို့ငါတို့နိုင်ငံစစ်အာဏာရှင်တွေကြီးပဲခေတ်ဆက်အာဏာသိမ်းခဲ့တာအခုချိန်ကြီးပဲလို့ငါတို့နိုင်ငံမှာတောင်ကွာဘုကျုပ်ပုံပါတဲ့ပတ်စံတွေသုံးခွင့်မရခဲ့တာပြည့်တော့ကြာတော့လာပဲ2015 NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာငါတို့ရဲ့သူ့လိုက်ရေးဖခင်ဘုကျုံအောင်ဆန်းရဲ့ပုံကိုပတ်စံပေါ်မှာပြန်ပြီးမြင်ခွင့်ရတာလေဘုကျုံအောင်ဆန်းကိုခေါင်းဆောင်ကောင်းလို့ဘာလို့ပြောရတာလဲမြန်မာနိုင်ငံကိုဗြိတိရှတွေအုပ်ချုပ်မှုအောက်ကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့တယ်လေဘုကျုံအောင်ဆန်းကလုတ်ကြံခံရပြီးတော့မှဒီများနိုင်ငံရဲ့လက်အောက်ကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့တယ်ဆိုရင်လုတ်ကြံမခံရပဲတိုင်းပြည်အပေါ်ပြန်အချုပ်ခွင့်ရခဲ့မယ်ဆိုရင်ကျွန်တော်နိုင်ငံကြီးကတော့တော့ကိုယ်တက်နိုင်နိုင်မယ်ပြီးတာကြည့်လိုက်ပြန်လိုက်ဟုတ်ပါဗျာရန်နေလို့ကြပါဒါနဲ့အခုကဘူကြောင်ဆန်းတို့ဖြစ်ခဲ့တဲ့အဖြစ်ပြနေအခုကျွန်တော်တို့နေတော်နိုင်နေတော့ဖြစ်ပြနေတယ်အဖြစ်ပြချိန်ထိုးပြီးတော့ပြောချင်တယ်ဘယ်လိုမျိုးလဲအေးဒီလိုကနေရပြောမယ်ဆိုတော့နားနေကောနော်နယ်လေးရနဲ့ထုံးလေးဝက်လိုက်ဒါဒီလိုအေးဟာဒီလိုကလည်းဒီနေ့မှကွာနော်ဘူးကလည်းတောင်းလိုက်တာတိုက်ဆိုင်တာလားတော့မသိဘူးအာသာနေနေနဲ့ဘူးရွာလာမယ်ဆိုတော့လေနေဘူးဟုတ်ကဲ့ပေါ့နားနေပြောရမယ်နေရည်ဒီလိုကွာမကြီးဘလုံးဦးစောကဘုံကျောင်းဆန်းတို့ကိုထုတ်ကြံတတ်တဲ့ဘုတရားခံဖြစ်ပြီးသွားတယ်ပေါ့ကွာအဲ့ဒီမှာသူ့ကိုကျိုးပြီးတော့ကျိုးပြီးမဲ့အခါမှာသူသမီးအတွက်စာပေတောင်ရေးဘလို့ရေးခဲ့တယ်လဲဆိုတော့စာထဲမှာရေးထားတာသူသမီးအတွက်အဖေတို့အမျိုးကအညိုးကြီးရဲ့အချိန်ထိပါခံရရင်10ချိန်တော့ပြန်ထိပါလိုက်ရမှာဒီနဲ့တက်မျိုးရေးထားတယ်နောက်ဆုံးအဲ့လိုစကောင်းစိတ်မခံတဲ့စိတ်ကပဲအဲ့ဒီဇယိုက်မာမီတော်မှန်ကြည့်တာနောက်ဆုံးတော့အဲ့ဒီကြက်ကောင်းစိတ်မခံတဲ့ဇယိုက်ကမာရင်းသွားမှာသူကြည့်တော့နောက်ဆုံးသူသမီးအတွက်နောက်ဆုံးနေနဲ့နောင်တရပြီးရေးထားတဲ့စာပါရေးထားတယ်ညညူးမထားနဲ့အမုံမပွားနဲ့သူ့တက်မတက်နဲ့ရားတရားလို့နောက်ဆုံးရေးပြီးတယ်အခုလူကြီးတော်လိုင်းရေးကာလမှာလဲ19ဇူလိုင်ကဖြစ်ပြလို့အနာကြီးကြုံတွေ့နေရတယ်တကယ်တော့ဂလုံးဦးစောဩဃရောဘုကျော်အောင်ဆန်းတို့လိုသူ့နိုင်ငံကိုငါတို့အစ်စ်တက်ခံလွတ်လပ်ရအောင်လုပ်နေတာ
အားလုံးကတလန်းနဲ့သွားနေကြတယ်ရက်သွားဒီရက်စီအော်ဘလုံးဆုံးကသူ့လူချန်တဲ့သူကဝေတို့အောင်ဆမ်းပါဘူးဒီထားတယ်ဒီမှာကူကခုလူတော်လိုင်းကာလာမှာလဲအဲ့ဒီပြီငါသူ့ထက်မလုံနိုင်ဘူးသူကငါထက်တော်လိုင်းကိုပို့ပြီးအားဆိုင်ပြီးလုံနိုင်တယ်အဲ့လိုမျိုးတွေဖြစ်နေတာကွာငါတို့ကချင်းချင်းတွေပဲသူ့ထက်ငါသာပြိုင်နေရမှာလဲမို့အညီရတော့အခုထက်မကတော်လိုင်းကြီးကိုလုံနိုင်လို့အခုကမနာလို့ကြာအကြောင်းလည်းမရှိအခုကငါညီထက်တော်လိုင်းကြီးကိုအားဆိုင်ပြီးလုံနိုင်လို့ငါညီနေနဲ့မနာလို့ကြာအကြောင်းလည်းမရှိအဲ့လိုမျိုးတွေမနာလို့လာတယ်ငါနေလို့ပဲ19 July ကဖြစ်ပြတာဖြစ်ခဲ့ရခုနေဦးတော်လိုင်းရေးမှာပါဝင်နေကြတဲ့သူတိုင်းကလည်းဆရာနာရှင်ရဲ့အုပ်ထုံးပေါက်ကနေလုံးမြောက်အောင်ကြိုးစားနေကြတဲ့သူတွေဟုတ်တယ်မလားတလန်းနဲ့တွားကြတဲ့သူတွေကြီးပါအဲ့ဒီလိုတခရီးတဲ့တွားတလန်းနဲ့တွားတာခလုတ်တွေတိုင်းနေကြတာပါအားအံ့ဩအားခလုတ်လဲဆိုတော့ကွာနေဦးတော်လိုင်းရေးမှာသူကငါထက်လုံနိုင်မှာလားငါကသူ့လောက်မထင်ပေါ်ပါလားအဲ့လိုမျိုးမနာလို့စိတ်တွေအငုံစိတ်ရှင်းကြအခုမနိုင်ငံနဲ့ကြားမှာလဲတော်လိုင်းရေးအားစုတဲ့နေတဲ့နေရာမှာတော်လိုင်းရေးဒီမှာရှိတယ်သူကျန်တာညာပြီးတော့လည်းနောက်တစ်ခုကသူကြံခံရတဲ့သူတွေကလည်းကောင်းကောင်းပိုင်းစစ်စစ်ကျင်တာတော့ကွာမနာလို့စိတ်တွေခါစိတ်ဖြစ်တဲ့ကလုံးစိုးရတယ်မဖြစ်စီဘူးမနာလို့စိတ်တွေငုံစိတ်တွေရှိနေတယ်ဒီတော်လိုင်းရေးတော့အခုပြောချင်တာကညီလေးအခုလက်ရှိလူတော်လိုင်းရေးမှာရှိတယ်ကလုံးစိုးလို့ဖြစ်ဖြစ်တောင်းရည်အကုန်လုံးကစစ်အာဏာရှင်အုပ်ချုပ်မှုအောက်နေကြညာလို့တော်နိုင်တဲ့ပြည်အဲ့ဆိုတော့တရားမဲ့ကြောက်အငုံစိတ်တွေထားတရားမဲ့ကြောက်မနာတဲ့စိတ်တွေအကုန်လုံးကစစ်အာဏာရှင်အောက်ကနေလွတ်မြောက်ဖို့ဆိုတဲ့အားနိုင်လို့ပြီးတယ်အဲ့လိုမနာလို့စိတ်တွေငုံစိတ်တွေရှိနေတယ်ဘလုံးဦးစောဆိုရင်ကွာသူ့အငုံစိတ်ကြောင့်ကျူးလွန်ခဲ့တဲ့အမှားအခုချိန်ထိမိုင်းထဲမှာဆက်ပြီးလို့မရအခုမြန်မာနိုင်ငံကလည်းဗြိတိရှလက်အောက်ကနေပြီးတော့မှလွတ်မြောက်လာခဲ့တယ်အခုစစ်အာဏာရှင်ရဲ့အောက်ကနေအခုချိန်ထိမလွတ်ပြောင်းကြစစ်အာဏာရှင်ဆက်အောက်ကလွတ်မြောက်ကြအဲ့ဒီစစ်အာဏာရှင်ရဲ့လက်အောက်ကနေလွတ်မြောက်ဖို့တရားနဲ့တရားအငုံစိတ်တွေမနာလိုစိတ်တွေသိတတ်ဖို့အရေးကြီးတယ်ဒီကရွေးအဲ့မနာလိုစိတ်တွေအငုံစိတ်တွေမပယ်ပြောင်းနိုင်ပြီးရတော့ဒီဒေါ်လာကြီးရတော့ဝေးနေဦးအမှန်ပဲကိုကြီးအငုံစိတ်မနာလို့စိတ်တွေပယ်တက်နိုင်ဘူးအကြီးကပါဒီလိုရှိသေးတယ်ကွာငါညီလုံးစောပြောတဲ့အမုံမပွားနဲ့ညံ့မထားနဲ့သူ့တန်မတန်နဲ့ဆိုတဲ့ကားသူ့ကြံခံရတဲ့အဲ့ဒါလေးဒီမှာကြံယူထားပြီးတော့မှပြန်ပြီးတော့လက်တုံ့ပြန်တော်လာကြီးကရှိအောင်ချင်းချင်းနေဒီလိုပဲတုံ့ပြန်လိုက်ပြန်လုပ်လိုက်ဒီနဲ့တန်ရာချီအဲ့တော့စစ်အာဏာရှင်ကပဲသူတို့အချင်းချင်းလက်ဆိုင်တန်းပြီးတော့မှစစ်အာဏာရှင်ပြည်ပြန်ခံပြီးသူတို့လုပ်တာဒီကတော့အဲ့ဒါဒါလည်းမှန်ပဲကိုကြီး